မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်မာ DBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ AR တိုင်းမှာပြီးခဲ့တဲ့10လအတွင်းမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့အနေအိမ်တွေအပါအဝင်နေအိမ်အလုံး150ကျော်အထိချိတ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့စစ်ကောင်စီရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကသိရပါတယ်။အခုနှစ်ဇန်နဝါရီလကနေပြီးခဲ့တဲ့စက်တင်ဘာလ30ရက်ထိ10လအတွင်း AR တိုင်းမှာနေအိမ်150ကျော်အထိချိတ်ပိတ်သိမ်းဆည်းခံရပြီး CDM ပညာရေးဝန်ထမ်းတွေရဲ့အိမ်တွေနဲ့ NLD ပါတီဝင်တွေရဲ့နေအိမ်တွေအများဆုံးချိတ်ပိတ်ခံခဲ့ရကမိသားစုတွေအိမ်ချေမဲ့ဖြစ်ကုန်တယ်လို့ CDM ဝန်ထမ်းတွေကိုကူညီပေးနေသူတယောက်ကပြောပါတယ်။စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရဲတပ်ဖွဲ့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်တွေကကွင်းဆင်းပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့ပတ်သက်နေတယ်လို့ဆွဆွဲက V9 တွေစားတွေကပ်ပြီးချိတ်ပိတ်သိမ်းဆည်းခဲ့တာလို့ဆိုပါတယ်။နေအိမ်ချိတ်ပိတ်ခံရသူအများစုဟာအကြမ်းဖက်ဥပဒေပုံမှန်မတရားအသင်းဆက်သွယ်မှုနိုင်ငံတော်ပုတ်ကတ်မှုနဲ့နိုင်ငံတော်ကိုအကြီးအကျယ်ပြည့်စုံမှုစားတဲ့ပုံမှန်တွေနဲ့အမှုဖွင့်ခံရသူတွေပါဝင်ပြီးဘယ်ပုံမှန်နဲ့မှအမှုဖွင့်ခံရတာမရှိသေးတဲ့သူတွေလည်းပါဝင်တယ်လို့သိရပါတယ်ရှင်။လူမှုကွန်ရက်စာမျက်နှာမှာသမီးစိုးနာမည်နဲ့လူသိများတဲ့ရွှေသက်အကောက်ပိုင်ရှင်တက်ကိုကိုဆိုတဲ့အမျိုးသမီးကိုအော်တိုဘာလ12ရက်နေ့ပိုင်းမှာရန်ကုန်လေဆိပ်မှာဖမ်းဆီးလိုက်တယ်လို့စစ်တပ်လက်အောက်ခံ Telegram Channel တွေမှာဖော်ပြလာပါတယ်။သမီးစိုးခေါ်တက်ကိုကိုဟာအမေရိကန်နိုင်ငံမှာနေထိုင်သူဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာလကမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ပြန်လည်ရောက်ရှိလာချိန်မှာအွန်လိုင်းမှာလူသိများတဲ့အမျိုးသမီးတယောက်က115မြေဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှန်66ဂါကြီးနဲ့အမှုဖွင့်ပြီးပြည်ဦးလေရဲ့စခန်းမှာတရားစွဲဆိုတာကြောင့်ဖမ်းဆီးခံရတာဖြစ်တယ်ဆိုတဲ့ပြောဆိုချက်တွေလည်းရှိနေပါတယ်။စစ်ကောင်စီလက်အောက်ခံ Telegram Channel တွေမှာတော့သမီးစိုးခေါ်တက်ကိုကိုဟာအာဏာသိမ်းစစ်ကောင်ဆောင်တဲ့ဇနီးဖြစ်သူကိုအမေရိကန်နိုင်ငံမှာနေထိုင်ချိန်ကဝေဖန်ပြောဆိုမှုတွေလုပ်ထားတယ်လို့လည်းရေးသားနေကြပါတယ်။လက်ရှိမှာသူ့ကိုမင်္ဂလာတော်ရဲစခန်းမှာစစ်ဆေးနေတယ်လို့လည်းသိရပါတယ်။စစ်ကော်မရှင်ဘက်ကတော့တပည့်စိုးကိုဖမ်းဆီးထားတဲ့အကြောင်းရင်းကိုတရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူးရှင်။ပြည်ပလောက်သားစေလွှတ်ခွင့်ကန့်သတ်ချက်တွေကြောင့် agency တချို့လုပ်ငန်းနားလိုက်သလိုတချို့ agency တွေကလုပ်သမားတွေကိုငွေပြန်မပေးနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။ဇွဲတဲ့သတင်းပေးပို့ထားပါတယ်ရှင်။စစ်တပ်လက်အောက်ခံအလုပ်သမားဝန်ကြီးဌာနက2025နှစ်စပိုင်းကစလို့ပြည်ပနိုင်ငံတွေစီအလုပ်သမားစေလွှတ်ခွင့်ကန့်သတ်လိုက်ပြီးတဲ့နောက်စာချုပ်ချုပ်ဆိုပြီးသားအလုပ်သမားတွေစစ်မှုထမ်းအသက်အကျုံးဝင်တာကြောင့်ပြည်ပထွက်ခွင့်မရဘဲပြည်တွင်းမှာပိတ်မိကုန်ပါတယ်။ထိုင်းနဲ့ဂျပန်နိုင်ငံတို့ကို agency ကတဆင့်သွားဖို့ပြင်နေတဲ့အလုပ်သမားတွေဟာအချိန်6လတနှစ်ကျော်တဲ့အထိပြည်ပထွက်ခွင့်မရတာကြောင့်အချို့လုပ်သားတွေကတရားမဝင်အောက်လမ်းတွေကနေနီလန်းမျိုးစုံနဲ့ထွက်ခွာနေကြတယ်လို့သိရပါတယ်။ agency တစ်ခုကိုစား DBB သတင်းတောက်ကအတန်အစားထိုးပြောပြပေးမှာပါ။ဝန်ကြီးဌာနကဒီလိုတွေအမိန့်တွေထုတ်တင်းကျပ်တာတွေကြောင့် agency တွေရောအလုပ်သမားတွေပါအကုန်ဒုက္ခရောက်ကုန်ကြတယ်။ agency တွေကလည်းဟိုဘက်ကိုပတ်စံနေပေးထားပြထားတော့အလုပ်သမားတွေကိုငွေပြန်မအမ်းနိုင်ဘူး။အလုပ်သမားတွေကလည်းအသက်18ကနေ35နှစ်ထွက်မရတော့ငွေပြန်တောင်းတယ်။အဲ့ဒီမှာပြဿနာတွေတက်ကုန်ကြတာပဲ။ agency တွေတော်တော်များများကတော့အဆင်မပြေတော့ဘူးဆိုတာသိတဲ့အတွက်တချို့တော်တော်များများကမလုပ်တော့ဘူးဆိုပြီး license တွေပြန်အပ်အလုပ်တွေပိတ်သိမ်းလိုက်တော့မယ်ဆိုရင်နိုင်ငံတော်ရဲ့ GDP အခွန်တွေရတဲ့ငွေတွေကဒီနှစ်မှာရဖို့မရှိတော့ဘူးအလုပ်သမားတွေလည်းတော်တော်လေးဒုက္ခရောက်ကုန်ကြတာပေါ့စစ်ကောင်းဆောင်ကပြည်သူ့စစ်မှုထမ်းဥပဒေကိုပြန်အတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက်ပြည်ပကိုလူငယ်တွေထွက်ခွာနှုန်းတိုးလာခဲ့ပြီးအဲ့ဒီနောက်မှာစစ်တပ်ကအသက်18နှစ်ကနေ35နှစ်တွင်စစ်မှုထမ်းအသက်အကျုံးဝင်တဲ့အမျိုးသားတွေကိုပြည်ပအလုပ်စေလွှတ်ခွင့်ကန့်သတ်လိုက်တာဖြစ်ပါတယ်စာချုပ်ချုပ်ဆိုပြီးသားလုပ်သားတွေလည်းကန့်သက်စီးရင်နဲ့ပါသွားပြီးပြည်ပကိုထွက်ခွာခွင့်မရသလို agency တွေစီပေးသွင်းထားတဲ့350-60ပမာဏကိုလည်းပြန်မရကြဘူးလို့ကိုယ်တိုင်ကြုံရတဲ့အလုပ်သမားတွေကပြောပါတယ်။နေဖို့တိတော့ပြန်မပြေဘူးပတ်စံနေအားလုံးကိုစားရတယ်။ထွက်ပြေးလာဆိုထွက်လည်းမပြေဘူး။ဒါမှမတွေ့ရောတော့ပြေးလိုက်ရတယ်။သူ့ရဲ့ကိုယ်ကွယ်တယ်အကုန်သုံးပြလိုက်တယ်သူကသုံးထပ်တိုက်ဆောက်တယ်သူကမင်္ဂလာဆောင်တဲ့အချိန်မှာလက်ပွင့်ငွေပေးတယ်ပေါ့အဲ့လိုနောက်ဆုံးကျွန်တော်တို့ထိုင်းမှုနဲ့သူ့မှာပတ်စံမရှိတော့ဘူးနဲ့ဒါသူအဲ့လိုလှုပ်လိုက်တဲ့သဘောပေါ့။သူထွက်ပြေးလာဆိုထွက်မပြေဘူးကြပါဘူးလို့ဆိုတော့သူကနိုင်ငံရေးနဲ့ပြောချပြီးတော့ကျွန်တော်တို့ပတ်စံနေကျွန်တော်တို့အတွက်သူအလုပ်လုပ်ပေးထားတဲ့ပတ်စံတွေကုန်ခဲ့တယ်ဒါပေမဲ့နိုင်ငံရေးကြောင့်ကျွန်တော်တို့သွားလို့မရတော့ဘူးဆိုတဲ့ပုံစံမျိုးသူဖန်တီးတာအမှန်မှန်အဲ့လိုမဟုတ်ဘူးသူကပတ်စံတွေကိုယ်ကိုယ်ကအသုံးချပလိုက်တယ်ထိုင်းဘက်ကသူငွေလည်းမသွင်းမနဲ့ကျွန်တော်တို့နိုင်ငံရေးနဲ့ခုလုံးလုံးပြီးတော့ညှောချပလိုက်စစ်တပ်အာဏာမသိမ်းခင်မြန်မာနိုင်ငံမှာပြည်ပအလုပ် agency ပေါင်း300လောက်ရှိပြီး
အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံရေးမတည်ငြိမ်တာနဲ့စီးပွားရေးကျဆင်းတာတွေကြောင့်ပြည်ပထွက်အလုပ်လုပ်သူပိုတိုးလာပြီးပြည်ပအလုပ် agency တွေလည်းနှစ်ဆနီးပါးတိုးလာခဲ့ပါတယ်။လက်ရှိအချိန်မှာတော့တောင်ကိုရီးယားနိုင်ငံကိုအစိုးရပြည်ပအလုပ်ကိုင် agency POEA ကစေလွတ်တဲ့အလုပ်သမားတွေကလွှဲရင်အသက်18နှစ်ကနေ35နှစ်တွင်အမျိုးသားတွေကိုပြည်ပထွက်အလုပ်လုပ်ခွင့်ကန့်သတ်ထားပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါပြည်ထောင်စုအစိုးရလုပ်ငန်းတွေပိတ်သိမ်းထားတာ10ရက်မြောက်နေ့ဖြစ်တဲ့တောက်ကြနေ့မှာအမေရိကန်ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. ကသိပ္ပံပညာရှင်တွေသမားတော်တွေနဲ့ပြည်သူ့ကျန်းမာရေးအရာရှိအယောက်1000ကျော်ကိုထုတ်ပယ်ခဲ့ပါတယ်။အစုလိုက်အပြုံလိုက်တာဝန်ကနေရက်စဲလိုက်ခြင်းဟာယောဂထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဗဟိုဌာန CDC တဲကအမျိုးသားကာကွယ်ဆေးနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများဌာနNCIRG ကဝန်ထမ်းအယောက်130လောက်အပါအဝင်ယောဂထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန CDC ထဲကအရေးကြီးတဲ့ဌာနခွဲတွေကိုထိခိုက်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကယောဂကူးစက်မှုတွေစိတ်ကျန်းမာရေးဆိုင်ရာအကျပ်တဲတွေပြည်သူ့ကျန်းမာရေးဆိုင်ရာချိန်ချမှုတွေကိုကန့်တွယ်ဖြေရှင်းမှုနိုင်ငံတော်ရဲ့စွမ်းဆောင်ရည်ကိုဆွဆွရွရွထိခိုက်စေကြောင်းသတိပေးခဲ့မှုတဲ့ကျန်းမာရေးနဲ့လူသားဝန်ဆောင်မှုဌာန HHS ကအရာရှိဟောင်းတွေကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။အရင်က CDC လက်ထောက်ညွှန်ကြားရေးမှူးနဲ့စစ်ဘက်ဆိုင်ရာအရာရှိချုပ်ဒေါက်တာဒေဘရာဟိုရီကဒီလိုဝန်ထမ်းအရေးအတွက်ဖြတ်တောက်တာဟာအကျိုးဆက်တွေရှိလာနိုင်ပြီးအမေရိကန်ပြည်သူတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်တယ်လို့ပြောခဲ့ပါတယ်။ပြည်ထောင်စုဌာနအများပြားကိုဆိုင်ငတ်ထားရတဲ့ကာလကြာရှည်ဘတ်ဂျက်ဟန်တာကြားမှအခုလိုအလုပ်ထုတ်ခဲ့တာပါရှင်။ DBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူစမ်းပါရှင်